နောက်ထပ်ဖြစ်ရတဲ့ခုနေပြည်တော်မှာဖြစ်ခဲ့တယ်ငလျင်လှုပ်မဲ့28ရက်နေ့မနက်မှာဖြစ်ခဲ့တာဖြစ်စဉ်ကသားနဲ့ချွေးမကမိလေးကိုခေါ်ပြီးကျောင်းပို့ရုံတက်သွားကြတယ်အိမ်မှာအမေကြီးတယောက်ထဲကြံနေတာနေ့တူဝလို့တယောက်ထဲအိမ်မှာကြံခဲ့တာဆိုတော့ဖျားစာရွတ်လိုက်ပတိစိတ်လိုက်အမျှဝေလိုက်နဲ့နေလာခဲ့တာကြာပြီပေါ့ငလျင်လှုပ်ခါနေမှာအမေကြီးရဲ့နားတဲ့အိမ်ရှိကနေအလူခံမာပြို့ဆိုတဲ့အတန်ကိုအမေကြီးတယောက်ကြားလို့အိမ်အောက်ဆင်းလာတယ်အိမ်အောက်လဲရောက်ငလျင်လဲလှုပ်နေရောအိမ်ကြီးပါပြိုချသွားခဲ့တော့တယ်ထူးဆန်းတာလေအိမ်အောက်မှာဘာလူခံမှရှိမနေတာပဲနတ်မျက်နှာကောင်းတွေကအမေကြီးကိုစောင့်ရှောက်တာလို့သုံးသပ်မိတာပဲဘာလို့လဲဆိုရင်ဖယားရှင်ကတထောနံအနုကမ္ပန္တိမာတာပုဒ္ဒံဝဩရတံဒေဝတာနုကပ္ပန္တိပောသောဒါပဒါနိပတ္တတိလို့ဟောတော်မူထားတာရှိတယ်အတိတ်ပဲလေကုသိုလ်ကောင်းမှုပြုပြီးရင်နတ်တွေကအမျှပေးဝေခြင်းမျိုးဖြင့်ပူဇော်မယ်ဆိုရင်မိခင်ဟာသူ့ရင်မှာဖြစ်တဲ့သားကိုရန်လဲမတွေ့ဘေးလဲမခအောင်ဆောက်ရှောက်တဲ့ကဲ့သို့ထို့တူသူတို့ကိုအမျှပေးဝေတဲ့သူတွေကိုလည်းရန်မတွေ့ဘေးမကျစီးပွားရအောင်စောင့်ရှောက်ပါတဲ့သားသမီးတွေကအိမ်မှာအမေတယောက်ထဲကြံခဲ့တာမို့အိမ်ကိုအပြေးပြန်လာတဲ့အခါအိမ်ကပြိုနေပြီအမေကတော့ပါသွားပြီလို့ထင်တာပေါ့သူ့သားလည်းမြင်ရောအမေကိုကြီးကတက်ပင်အောက်ကနေလှမ်းပြီးအတန်တန်ပေးလိုက်တယ်သားလူလေးအမေဒီမှာတဲ့အမေကြီးတယောက်ဘာမှမဖြစ်ပဲမိသားစုနဲ့ပြန်ဆုံလိုက်ရကဲတပ်ပေတတ္တာကာမတကာပဲလေဘောမှာလေမကြုံဘူးတာတွေကြုံရမကြားဘူးတာတွေကြားရအဖြစ်နိုင်တာတွေဖြစ်ရနဲ့အခုလဲပြားတွေကြောင့်ဆရာတော်တွေအကုန်လုံးငလျင်ဘေးကလွတ်မြောက်ခဲ့တဲ့တန်ဃာတော်တွေရှိခဲ့တယ်ဆိုတာကြားခဲ့ရငလျင်မလုတ်ခင်တရက်28ရက်နေ့အောင်ချမ်းသာ62လမ်းအောင်သမာဓိဝိဟာရကျောင်းစာသင်တိုက်ကြီးမှာထူးဆန်းစွာပြားတွေရောက်လာပြီးဆရာတော်တွေကိုလိုက်တုပ်ကြတယ်ဆရာတော်တွေလည်းမနေရကြတော့လို့ပြောင်းကြတယ်တန်ခါအကြီး18ပါးပဲနေခဲ့တယ်ကံကောင်းစွာပဲကြံခဲ့တဲ့ဆရာတော်တွေလည်းပြေးခွင့်ရခဲ့လို့လွတ်ခဲ့တယ်ဆရာတော်ကြီးကတော့ပြားတွေကကြိုသိပြီးမနေစေခြင်းလို့လိုက်တုပ်တယ်လို့ပဲမိန်တယ်အခုငလျင်လှုပ်ပြီးပြိုကျသွားတော့ပြားတွေလည်းမရှိကြတော့ပါဘူးတဲ့ကဲဘယ်လောက်ထူးဆန်းလဲ